ဆုံးဖြတ်ချက်တစ်ခုကိုလွယ်ကူကူနဲ့မချမှတ်ရဲတဲ့သူတွေပြီးလို့ရှိရင်ဆုံးဖြတ်ချက်အရန်ကိုမှကြီးမားတဲ့ဆုံးဖြတ်ချက်တွေနော်ကြီးမားဆုံးဖြတ်ရမယ့်အရာတွေဒါမှမဟုတ်လေကျွန်တော်တို့အမှားမခံတဲ့ဆုံးဖြတ်ချက်တွေပေါ့နော်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေဆိုလို့ရှိရင်ဆုံးဖြတ်ရခက်လေးရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာနီလန်းလေးပြောပြပေးမယ်ခင်ဗျနော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းတခါလေဆုံးဖြတ်ချက်တွေရှာတဲ့အခါမှာဆိုလို့ရှိရင်အရန်ကိုမှစဉ်းစားရတယ်အကြာကြီးပဲကျွန်တော်စဉ်းစားရတယ်အဲ့ဒီဆုံးဖြတ်ချက်တစ်ခုချဖို့အတွက်ကို2ရက်3ရက်4 5ရက်အဲ့လောက်ထိကျွန်တော်ကြာတယ်နော်ဆုံးဖြတ်ချက်မရဲဘူးပေါ့နော်မဆုံးဖြတ်ရဲဘူးအမှားမခံတဲ့ကိစ္စတွေမှုလို့ကျွန်တော်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေဖြစ်လို့ကျွန်တော်မှမဆုံးဖြတ်ရဲဘူးဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အရာလေးတစ်ခုကိုကျွန်တော်ပြောပြပေးမယ်နော်အဲ့ဒါကတော့10အဲ့ဒီနီလန်း3ခုကိုကျွန်တော်မတွေ့ခဲ့ရတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ရှားတဲ့အခါမှာအရန်ကိုမှကြာတယ်အရန်ကိုမှဖြစ်တာပေါ့နော်ဘယ်လိုပြောမလဲမပြတ်လည်းမပြတ်သားဘူးပြတ်သားလည်းလုံးဝမရှိနေဘူးပေါ့နော်အဲ့လိုဒီရဲ့နီလန်းနော်ဒီ10နီလန်းကိုကျွန်တော်သိတဲ့အခါမှာကျွန်တော်ပထမဆုံးအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ချခဲ့ရတယ်နော်အဲ့ဒီဆုံးဖြတ်ချက်ကဒီနေ့ထိဒါမှန်သွားတယ်လို့ပြောလို့ရနော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာနော်အဲ့ဒီ30အဲ့ဒီဆုံးဖြတ်ချက်3ခုကနော်ဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ကကျွန်တော်တွေငါဒါကိုလှုပ်လိုက်လို့ရှိရင်နောက်ထပ်10မိနစ်အတွင်းမှာဘာတွေပြောင်းလဲလာမလဲနော်ဒါမှမဟုတ်ဘာတွေပြောင်းလဲလာမလဲပြီးလို့ရှိရင်ကိုယ့်အတွက်အဲ့ဒီ10မိနစ်ဒါဒီလိုဆုံးဖြတ်ချက်ချလိုက်လို့10မိနစ်အတွင်းမှာကိုယ့်အတွက်ဘယ်လိုမျိုးစူးစမ်းတွေရလာမလဲနော်ဒီလိုမျိုးစူးစမ်းတွေကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတယ်ဗျနော်အဲ့တော့ပထမတစ်ခုကကျွန်တော်ကိုကဒါကိုဒီလိုမျိုးဆုံးဖြတ်လိုက်ရင်10မိနစ်အတွင်းမှာကိုအတွက်တုတ်ပြန်မှုသူတို့ဘက်တုတ်ပြန်မှုနော်ကိုအနေနဲ့ဘာတွေရလာနိုင်တယ်လဲဆိုတော့အချက်ကိုကျွန်တော်ထည့်သွင်းစဉ်းစားထားဖို့လိုတယ်ဒါတစ်ချက်နော်နောက်ထပ်နံပါတ်2တစ်ချက်ကတော့ကျွန်တော်ငါဒါကိုဒီလိုဆုံးဖြတ်လိုက်ရင်နောက်ထပ်10လကြာတဲ့အခါမှာဘာတွေထူးခြားပြောင်းလဲလာမလဲဘယ်လိုမျိုးစူးစမ်းတွေကိုခံစားရမလဲနော်ဒီလိုမျိုးနော်ဒါကိုကျွန်တော်စဉ်းစားရမယ်အဲ့တော့တခုဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်ဥမာ10မိနစ်အတွင်းမှာတော့ငါဒါကိုဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တာ10မိနစ်အတွင်းမှာတော့သဘောမတူညီတာတွေရှိမယ်သဘောမတူညီတာတွေရှိလိမ့်မယ်ဥမာကိုယ့်ရဲ့ဒီရဲ့ဆုံးဖြတ်ချက်ကိုဘာနော်ကျွန်တော်ကန့်ကွက်တာတွေပါရှိလိမ့်မယ်နော်ဒါတစ်ချက်ပေါ့နော်နောက်ထပ်10လကြာတဲ့အခါမှာဘယ်လိုမျိုးတွေကျွန်တော်ရှိလာနိုင်မလဲကိုကထက်တွေးကိုတွေးနဲ့ကိုကထက်တွင်စဉ်းစားရမှာပေါ့နော်စဉ်းစားရမှာဖြစ်တယ်โอเคဒါကတော့ကျွန်တော်နောက်ထပ်10လကြာတဲ့အခါမှာကိုအတွက်ဘာတွေပြောင်းလဲလာနိုင်တယ်လဲဆိုတာကိုကျွန်တော်စဉ်းစားထားမယ်ဒါမှမဟုတ်ကျွန်တော်စာရွက်ထဲမှာရေးချထားမယ်โอเคဒါကနံပါတ်2เนาะနောက်ထပ်ကျွန်တော်နံပါတ်3ကကြတော့ငါဒါကိုဒီလိုဆုံးဖြတ်ချက်ချလိုက်လို့ရှိရင်နောက်ထပ်10နှစ်အတွင်းမှာဘာတွေပြောင်းလဲလာနိုင်မလဲဘယ်လိုမျိုးတွေပြောင်းလဲလာနိုင်မလဲဆိုတာကိုကစဉ်းစားရမှာဖြစ်တယ်အဲ့တော့ဟုတ်ပြီကိုကစီးပွားရေးလောက်တာပဲဖြစ်ဖြစ်စီးပွားရေးကိုဒီနေ့မှာငါဒီဟောင်လောက်လိုက်မယ်10မိနစ်အတွင်းမှာဒါတွေတော့ပြောင်းလဲလာနိုင်တယ်ဒီလိုမျိုးစူးစမ်းတွေတော့ကိုကရလာနိုင်တယ်နောက်ထပ်10လအတွင်းမှာဒီလိုစူးစမ်းတွေရလာနိုင်တယ်နောက်ထပ်10နှစ်အတွင်းမှာဒီလိုစူးစမ်းတွေရလာနိုင်တယ်ဆိုတာကိုကထည့်တွင်းပြီးတော့ကျွန်တော်စဉ်းစားထားရမယ်အဲ့လိုမျိုးစဉ်းစားထားပြီးပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအဲ့ဒါတွေကျွန်တော်စာရွက်နဲ့ကျွန်တော်ချရေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီမှာကိုရီပြန်ပြီးတော့နောက်တစ်ချိန်မှာနောက်တစ်ချိန်ကျရင်ပြန်ပြီးတော့ပြန်ဖတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီဆုံးဖြတ်ချက်ကမှန်နိုင်သလားမမှန်နိုင်ဘူးလားဆိုတာကိုကအဲ့ဒီအချက်3ချက်ထဲမှာပြန်ကြည့်ပြီးတော့မှကိုကနောက်တစ်ချိန်ဆုံးဖြတ်ချက်ကိုပြန်ရှာရမှာဖြစ်တယ်အဲ့လိုမျိုးဆုံးဖြတ်ချက်တွေရှာမှသာလျှင်ကျွန်တော်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်လာမှာဖြစ်တယ်ပြီးလို့ရှိရင်လည်းဒီလိုဒီကျွန်တော်ပြောပြတဲ့ဒီအချက်3ချက်ကရေတူရေလက်ရေရှည်အဲ့ဒီ3ခုလုံးရဲ့ဆုံးဖြတ်ချက်တွေမှာအသုံးပြုလို့ရတာဖြစ်တယ်ရေတူမှာဆိုလို့ရှိရင်ဥမာရေတူမှာဆိုလို့ရှိရင်10မိနစ်နောက်ထပ်10ရက်เนาะဒါမှမဟုတ်လဲ
10 ရက်ဒါမှမဟုတ်လဲတစ်လပေါ့နော်အဲ့ဒီအချိန်ဒီမှာဘယ်လိုမျိုးကိုပြောင်းလဲသွားမလဲဆိုတော့ရေတူကျွန်တော်တို့ဆုံးဖြတ်ချက်ချလို့ရတယ်ရေတူမှာအသုံးပြုလို့ရတယ်နောက်ပြီးတော့ရေရှည်မှာကျွန်တော်တို့အသုံးပြုလို့ရတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကနေအကျိုးတစ်စုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ